ကိုတော့နည်းနည်းတော့ပြောဦးမယ်ဖုန်းကြီးဒီစီကံမရှိလိုက်ပုံများကိုပြောချင်တာပါတက္ကဒကမတွေကပြောတော့တက္ကဒကမတွေအလွန်ဖြစ်တယ်တက္ကဒကမတွေကပြောတော့ဒီတက္ကဒကမတွေကမိုက်ရိုင်းတယ်လို့ဖြစ်တယ်တကယ်တော့ဖုန်းကြီးတွေကိုယ်တိုင်ကလည်းအနေအစားမတက်ဘူးဖုန်းကြီးတိုင်းကိုပြောတာမဟုတ်ပါဘူးအနာရှိတဲ့ဖုန်းကြီးတွေတော့ဆက်ချင်ဆက်ကြပေါ့အခုကတနိုင်ငံလုံးဒုက္ခရောက်နေကြတာဘာဒုက္ခလဲဆိုတော့စီဒုက္ခရောက်နေကြတာအကုန်လုံးကအလုတ်ပြက်အကင်ပြက်နဲ့နေပူကျဲတဲကြီးထဲမှာစီတန်းစီနေရတဲ့ဒုက္ခတော်တော်ကြီးမားတယ်တနားရီလဲမုံနှစ်နာရီလဲမုံနိုင်ပေါင်းမြောက်များစွာကိုတန်းစီနေရတာအခုပူတဲ့နေအပူချိန်ကြီးကတနားရီတန်းစီဖို့မပြောနဲ့အခုနေပူထဲမှာ9မိနစ်10မိနစ်နောက်တောင်နေကြည့်လိုက်ဦးတော်တော်ခက်ခဲတာတော်တော်ပင်ပန်းတဲ့အရာဝတ္ထုတစ်ခုစီဆိုင်တိုင်းကိုကြည့်လိုက်မယ်ဆိုရင်ဆိုင်ကယ်တွေသုံးဘိန်းတွေကားတွေဆိုတာယာနဲ့ချီပြီးရှိဒီနေပူကျဲတဲကြီးထဲမှာနေရတာပြီးတော့ရတော့လဲစီရ1000မှု2000မှုပြင်ပို့ရတာမဟုတ်ဘူးအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ဖုန်းကြီးတွေစီကံမရှိလိုက်ပုံပြောချင်တာဖုန်းကြီးတွေစီကံမရှိတာကိုပြောချင်တာကိုကဘာသာရေးခေါင်းဆောင်လေဘာသာရေးခေါင်းဆောင်ပြီးတော့သင်္ကန်းဝတ်ထားတဲ့ဖုန်းကြီးဖြစ်နေတာဘာသာရေးခေါင်းဆောင်ဆိုတာကနောက်လိုက်တွေကိုဦးစားပေးရမှာမဟုတ်ဘူးလားဒန်းတို့ရည်သူဆက်ဆံရမှာမဟုတ်ဘူးလားငါဖုန်းကြီးပါငါသင်္ကန်းဝတ်ထားတယ်ငါဟာဖုန်းကြီးငါဟာကားစီးနိုင်တယ်ဆိုပြီးတော့ထင်တိုင်းကျဲလို့မရဘူးလေဖုန်းကြီးဆိုတာလူတွေထက်ဆိုင်ပို့ပြီးကိုချင်းစာနာစိတ်ရှိရမှာမဟုတ်ဘူးလားပြောချင်တာအဲ့ဒါပြောချင်တာမနေ့ကဦးစင်ဟင်းသရကိုအလှတစ်ခုကြွတယ်ညတရားပွဲလဲပါတယ်နှေစွမ်းအလှလဲရှိတယ်အဲ့တော့ဦးစင်းကိုယ်တိုင်ဝင်ပြီးစီဝင်တန်းစီတာစီဆိုင်3ဆိုင်လောက်ဦးစင်းဝင်ပြီးတော့စီတန်းစီတယ်တချို့ဆိုင်နေဆိုရင်45မိနစ်တနာရီလောက်စီမှာစီ1000မိုးရတာတချို့ဆိုင်နေဆို2000မိုးထည့်ပြီးတယ်အားလုံးဒန်းတို့ညီတူဝိုင်းပြီးတန်းစီရတာပဲမဟုတ်ဘူးလားဦးစင်းဆိုမနေ့ကနှေစွန်းတော်မမီလို့နှေစွန်းတော်မစားလိုက်ရဘူးဒီစီတန်းစီဝင်တန်းရတာဟင်းသရရောက်ဖို့အရေးကိုအဲ့တော့နေရနဲ့ထင်ပါတယ်ဖုန်ကြီးကတစည်းသူများတွေတန်းစီနေတဲ့နေရာမှာရှေ့ဆုံးကနေကြော်ဖြတ်အတင်းတိုးခွာပြီးတော့ဝင်လာအဲ့ဒါကိုဦးစင်းကမှန်တကားလေးဖွင့်ပြီးကြည့်တဲ့အခါကျတော့သူကကိုယ်ပြန်ကြည့်ပြီးတော့မင်းကဘာကြည့်ရလဲတဲ့ဘာဖြစ်ချင်တာလဲတဲ့ဆိုတော့ဖုန်ကြီးဖြစ်နေပြီးတော့ကွယ်ဘလို့စကားလုံးမျိုးနဲ့ပြောရမှန်းတော့မသိတော့ဘူးတော်တော်ကိုချင်းစာနာစိတ်ကင်းမဲတာပဲအားလုံးကတန်းစီနေတဲ့အချိန်မှာကိုလည်းဝင်ပြီးတန်းစီလိုက်ဖို့ဖြစ်နိုင်ကိုကဒကာဒကမတွေကိုတော့ဦးစားပေးရမှာမဟုတ်ဘူးလားဘာကိုဖုန်ကြီးပါဝါကျင်တာလဲအဲ့လိုမလုံးနဲ့လေဒကာဒကမတွေပြောတော့ဒကာဒကမတွေရိုင်းနေဖြစ်တယ်ကိုတိုင်းကလည်းအနေထိုင်ရမတက်အနေစားလည်းမတက်ဒါမဖြစ်သင့်ဘူးလေကိုတော်တို့ရဲ့